တာပါအသက်အာမခံအကြံပေးဆိုတာအာမခံရောင်းရုံပဲတသက်မဟုတ်ပါဘူးရှင်အသက်အာမခံအကြံပေးဆိုတာမရေရာတဲ့မနှက်ဖြန်တွေမှာမိသားစုတွေစိတ်အေးရအောင်ဝေးကြေးပိုင်းဆိုင်ရာကြိုတင်ပြင်ဆင်နိုင်ဖို့ကူညီကြံပေးရသူတွေပါMTRD ဆိုတာအသက်အာမခံနယ်ပယ်မှာထူးချွန်တဲ့အာမခံအကြံပေးတွေကိုစုရှိမြင့်တဲ့တကဘာလုံးဆိုင်ရာအသိမှတ်ပြုအမြင့်ဆုံးမှတ်တိုင်တွေကတစ်ခုပါ MTRD တယောက်ဖြစ်ဖို့ဆိုလို့ရှိရင်အသက်အာမခံ product တွေကိုကောင်းကောင်းနားလည်ပြီးတော့ customer တွေကိုတည်တည်ချာချာရှင်းပြနိုင်တဲ့အရေးချင်းလိုပါတယ်။ဒါအပြင်ဘလို့အခြေအနေမျိုးမှမဆိုမဆုံးမနစ်စူးစမ်းမယ်ဆိုတဲ့ဆွဲလုံးလာလည်းလိုပါတယ်။ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းဖြစ်တဲ့အတွက် customer တွေကိုဝန်ဆောင်မှုပေးတဲ့အခါမှာစေတနာအရှင်းခံပြီးဝန်ဆောင်မှုပေးနိုင်တဲ့အရေးချင်းရှိဖို့လိုအပ်တယ်။ MTRD ဆိုတာကမ္ဘာအဆင့်မီထိပ်တန်းကိုယ်စားလှယ်တွေရဲ့ပြရုပ်တစ်ခုပဲဖြစ်ပါတယ်ရှင်။